တာနာရွှေစင်ဝင်းမုတ်ဖြူစင်ဆိုကြည်သာပြုံးနေဒီဒီတာစကားလုံးများကဖိဖိရင်နဲ့ဆွဲနေတယ်စံရောင်ကလေးစီးစင်းသလိုကွယ်အေးမြလို့ငြိမ်းချမ်းသာရတယ်တာလို့မြည်တီရာရည်တို့နဲ့တပေါက်ကလေးကြာယုံမြနဲ့မိဘတို့ဝမ်းငြိမ်းချမ်းနဲ့အမြဲတမ်းငြိမ်းချမ်းပါတာနာရွှေစင်ဝင်းမော့ဖြူစင်ချိုကြည်သာပြုံးနေဒီဒီတာစကားလုံးများကဖိဖိရင်နဲ့ဆွဲနေတယ်စံရောင်ကလေးစီးစီးသလိုကွယ်အေးမြလို့ငြိမ်းချမ်းသာရတယ်တာလို့မြည်ဒီရာရည်တို့နဲ့တပေါက်ကလေးကြာယုံမြနဲ့မိဘတို့ဝမ်းငြိမ်းချမ်းတဲ့အမြဲတမ်းငြိမ်းချမ်းပါနာမည်မျက်နှာလေးရဲ့ဝင်းပါပါကြည်လင်းနေကျောင်းကိုသွားကစာတင်ကြတဲ့ရွယ်လိမ္မာစာမရှိသမို့တတ်သိစေခြင်းနဲ့အသိပညာတွေဝဲလူမမယ်ကလေးမို့ဆိုးရတာချစ်ရပါလေမိဘလူကြီးများရဲ့ဆုံးမစကားဆိုလို့တည်တယ်ခလေးရဲ့ဘိုးရွှေလာမင်းတာဦးရဏမွေးဖွာရတဲ့မိဘနှဖျားစီတီကိုပမာပိတိရှုံးဖြာဝဝဆင်းမြန်မြတ်တင်ကနဲ့သာတာဦးရဏမွေးဖွာရတဲ့မိဘနှဖျားစီတီကိုပမာပိတိရှုံးဖြာဝဝဆင်းမြန်မြတ်တင်ကနဲ့သာရှိပါပရိခယံစုံလင်စွာဗုဒ္ဓဘာသာမြမလူမျိုးများကသာသနာခံလို့သာရှင်ပူပွဲလွယ်လို့ပြောနေတာနာမည်မျက်နှာလေးရဲ့ဝင်းပါပါကြည်လင်းနေကျောင်းကိုသွားကစာတင်ကြတဲ့ရွယ်လိမ္မာစာမရှိသမို့တတ်သိစေခြင်းနဲ့အသိပညာတွေကျွဲလူမမယ်ကလေးမို့ဆိုးရတာချစ်ရပါလေမိဘလူကြီးများရဲ့ဆုံးမစကားဆိုယူသေးတယ်